Namo Mada Vidata Namo Asidata Buddhata Tissa Lizin Mama Sinu Quino Munya Miaswa Payashi Guru Yaji A Namo Sida Na Sokin Jinu Dara Yudiswa Shiku Gado Namo Namata Dhamakana Wang Shilong Lilo Gondaya Tidana Bongua Namo Sida Na Sokin Jinu Dara Yudiswa Shiku Gado Badiတရားတော်မြတ်ဖရာတရားတော်အယုံပြုရှာတယ်နမောတန်ခတ်မြတ်စွာထောင်းတောင်းယဟန္တာအရှင်သူမြတ်ကြီးများနဲ့တန်ခါတော်အရှင်သူမြတ်ပေါင်းတို့ဟာနမောစေတနာသောဖြင့်ကြည်နူးတရာလူသေးစွာရှိခိုးကြော့ပါ၏တန်ခါတော်အရှင်သူမြတ်ပေါင်းတို့ဖရာနမောမာတာပိတ္တမြစ်ကိုတောင်ဦးမကကျူး၍ကျေးဇူးအရှင်ဝိမိခင်နှင့်ဖခင်တို့အားနမောစေတနာသောဖြင့်ကြည်နူးတရာယိုသေးစွာရှိခိုးကြော့ပါ၏မိဘနှစ်ပါးနှင့်အဖိုးဖွားတို့ဘုရားတန်းတဲ့သမီးနည်းနည်းမတရားကြအောင်တန်းတဲ့သမီးတို့ကရှိခိုးပူရှာတို့ကြော့ကြပါပြီတန်းတဲ့သမီးကြော့လည်းရှိခိုးလည်းကြပါကြောရတဲ့အကျိုးမြို့ဘိုးတောင်တလို့ဖြင့်စုတော်များမိဘနှစ်ပါးကပေးကြပါဒီလိုခေါ်ပါတော့ကြောရတဲ့အကျိုးမြို့ဘိုးတောင်တလို့စုနေပေးပါကြည်နူးတရာယူသေးစွာရှိခိုးကြော့ပါ၏ဆရာသခင်ကျေးဇူးရှင်ပေါင်းတို့ဘုရားဆရာသမားတွေအာရုံပြုဒီတော်လည်းကြာဘုရားဘုံတော်အနန္တောဓမ္မကုတော်အနန္တောတာဏကုတော်အနန္တောမာတာပိတုကုတော်အနန္တောအာစရိယကုတော်အနန္တောဒီကဲ့သို့ဖြင့်ဘုရားတရားတန်ခါယေရနာမြတ်သုံးပါးတို့နှင့်မိဖဆရာသခင်တို့အားယခုကဲ့သို့ဖြင့်ဥပိ္ပစာအာတော်မီပတ်တော်ဟာတို့ဖြင့်ကြောက်ဖို့တာပလဲဗရဏာတို့နှင့်ရင်းမိတဲ့ဂရေတိုင်းမတွေ့နိုင်မြေသားကြီးမြေတို့နဲ့အတူဘောစီရှိတော်မောင်နှံစုံတို့ပြီးနကုလမောင်နှံပမာတို့ဖြင့်ရတဝါကြီးစင်ကုန်ပြည့်ကုန်ရှိညာတိတေကဟစသည်သဘောတည်းကြီးကြီးကလည်းဘုလူစင်ဖြင့်ဦးတင်မျိုးတိုးတဲ့ဆိုပြင်သေးဖို့အတွက်လည်းမင်္ဂလာတို့သားမင်္ဂလာတို့သမီးတို့ကိုအောင်မင်္ဂလာဆိုရပန်းကုန်များရှင်များတိတ်တိတင်ရှင်းပြပေးအောင်ပဲစီစဉ်ပါရှိပါတယ်ဗျာတို့ကာရဝဖြင့်ထိတ်မှန်တာပြုပါလေမိမိနဲ့လက်ခေါ်မိမိနဲ့လက်ခေါ်ဖြည်းရောမင်းမင်းနတ်စော်တို့ရဲ့လက်ဝဲရောက်ဖို့ဖြင့်မင်္ဂလာဘန္တလပြေဆောင်ပေးပါလေအမိကလေးမှရင်မွန်ထွေးဘန္တလကိုမင်္ဂလာဆွေးနွေးတဲ့ခဏပေးပါတို့အကမင်းနဲ့အကုန်လုံးဆွေးပေးလိုက်ပါမင်္ဂလာတို့သောမင်္ဂလာတို့သမီးကလေးတို့ပြီးမင်္ဂလာအောင်တို့ပန်းကုန်များရှင်များတိတ်တိရှင်းပြနေခါရတဲ့အချိန်မှစပြပါလိမ့်အဘိဓမ္မာတက်သစ္စာနေမှုတထွေးကဲ့သို့မကွေမောချဖြစ်ကြပါစေကုန်သတည်းမင်္ဂလာအောင်တို့ပန်းကုန်များရှင်များတိတ်တိရှင်းပြပေးပါတော့ဥသိမ်းစောချုံဟုတ်ပါဆင်မြင့်တဲ့သူကြွရောက်ပေးပါရအောင်ရိုသေစွာကာရဝဖြင့်ပြိပ္ပန္နပါပြုပါဖြည်းပဲမင်္ဂလာဆင်မြင့်တဲ့သူတေဆောင်ပေးနိုင်ဖို့
ကမီးကလေးမဝဝမင်းဦးမင်္ဂလာစမိတ်ဖြစ်တဲ့ကြွရည်Listen, Mingala Guru, the Mikri. Simian Piki, Shimi, Shima, Sapimati, Eta Mingala, Miano at all. အာယုတရှိဝလာအစဉ်ပညာထေရှားသောမကတို့ဘလခေါအားထုံးညီပေးသည်ဇေဒီပထိုးအကျော်ကျော်ကောင်းမြတ်သောအရာရာနှုံနာမင်္ဂလာပေါင်းတို့သည်မင်္ဂလာတို့ကမင်္ဂလာတို့သမီးတို့ပြည့်စုံကုန်လုံးတည်ရှိကြပါစေကုန်သတည်းမင်္ဂလာအောင်လက်ထက်လက်ဆောင်များရှင်များသိတိတင်ရှင်းပြပေးပါတော့ဂုဏ်ကြီးရှိကြတော့ဥပိ္ပဇောထောနေတော့အမဆိုးတို့ဇတိမောင်နာအားကျေးဇူးဥရမင်္ဂလာတို့သမီးတို့ဂုဏ်ဒရများကိုရှိမောထောပနာပြုအပ်သည်မင်္ဂလာဩဘာစာတမ်းကိုဖတ်ကြားပါဦးမယ်သမီးတို့သည်ယရနာကိတရှမဝကညာနှစ်ဖြာကြီးတွေခတိန်စင်လာတင်လာပြီဟာဘယ်လိုပြန်ဒီ6တန်နဲ့ရွာဘုံဘမှန်တို့တိန်ကညော့ဖူးရုပ်ရည်ထူဖြင့်ကျုပ်နုနဲ့ဆိုလောက်ပေလားထောက်ဝတိအရှိမင်္ဂလာတို့သမီးမနန်းဖူးပြဖူးပေါ်မဖူးဘူးတို့သည်နှစ်ဖက်သောမိဘဆွေမျိုးညာတကာတို့ဤဘောတူညီမှုကိုရရှိစေဖြင့်နှစ်လီနှစ်ပါးတင်မြောက်စား၍စုလျာပနာနှစ်ဖြာထွေ၍ဂဟေဆွဲကဆက်တာဆက်တော်မပြတ်ကြည်ပြူဒီစပူပဲမတူခန္ဓာအောင်စုများနေနှစ်ပါးမောင်နာမိတ်တိတ်ခံသောအောင်တန်ရုပ်ဖတ်ဤရက်မြတ်၌လက်ခတ်ရှင်တွင်ဤမင်္ဂလာအခမ်းအနားဝယ်နှစ်တွယ်တစ္ဆာရစ်ပတ်ပါဖြင့်မေတ္တာရှိပန်းသူဆင်မြန်းသည်စုလျာရစ်ပတ်ရေသုံးလက်ချမင်္ဂလာဝဲကြီးပင်ဖြစ်ပေသည်မင်္ဂလာအဘိဓတတော်မင်းပေါင်းတော်များလက်ထထိန်းများခြင်းဤမျိုး10မျိုးရှိပါတယ်လက်ထထိန်းများခြင်းဤမျိုး10မျိုးမှာဖြင့်တမျိုးမျိုးသောထိန်းများလက်ထထိန်းများခြင်းလက်ထထိန်းများခြင်းဤမျိုး10မျိုးတွေကအတင့်တယ်ဆုံးအရင်ကြီးဆုံးအမြတ်ဆုံးအသာလောင်ဆုံးနဲ့ပညာရှိသူတော်ကောင်းတို့အနှစ်သက်ဆုံးဖြစ်သောဩတာပတ္တာကြည်ပြီးအဘိဓိကမင်္ဂလာသဘင်ဟာအတင့်တယ်ဆုံးနဲ့အရင်ကြီးဆုံးဖြစ်ပြီးတယ်ဒီကနေ့ထိုထိန်းများလက်ထဤမျိုးနဲ့ထိန်းများလက်ထပေးပါမယ်ဒီကနေ့စုလျာရည်ပတ်ရေသောလက်ထမင်္ဂလာဝဲကြီးကိုဆောင်ရွက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးလက်ဖြင့်ကမ်းမြင့်ဖြစ်ပါတယ်မင်္ဂလာတို့သာအောင်ပြည့်စုံအောင်မင်္ဂလာတို့သမီးမတ်တိဖူးဖူးတို့သည်တစ္ဆာတိုင်းဒီအမိတ်တော်ကိုနာခံစေရှိကျင်နာမြဲတစ္ဆာကဲရင်ပါရမီဖက်အသေးချင်းထပ်ပြန်ညနိုးပျော်ရွှင်ယူရခြင်းလည်းရဲ့အထက်ဆုံးတိုင်းပေါင်းဖက်ကြရသည်တစ္ဆာတိုင်းဒီအမိတ်တော်မင်္ဂလာတို့သာအောင်ပြည့်စုံအောင်မင်္ဂလာတို့သမီးမဖူးဖူးတို့သည်တစ္ဆာရှိရှိတတဲ့တရားမကွဲမပေါ်ပေါင်းဖက်ကြပါသည်နော်မင်္ဂလာတို့ကမောင်ပြည်ဆိုတော့မင်္ဂလာတို့သမီးမဖူးဖူးလို့သစ္စာရှိရှိတတဲ့တရားမကွဲမတော်ပေါင်းထည့်ကြတယ်မင်္ဂလာမောင်နှံစုံတို့ရဲ့လက်ရာပဲလက်ဖွားများတို့ကိုဖြင့်အုံမိုးလို့ဆုတ်ကင်လေးကပဝါပါဖြင့်စုလျာရစ်ပတ်လို့ရေသုံးလက်ထပ်ပေးပါမယ်တနည်းညာပဲလက်ထပ်ပေးဒီညာပဲလက်ထပ်စေနာမဏိယရဏာနိဘုဒ္ဓယရဏာနံကရံကရတိတရဏံခိပ္ပမေဝသမိစေတုစေနာမဏိယရဏာနိဓမ္မယရဏာနံကရံကရတိတရဏံခိပ္ပမေဝသမိစေတုစေနာမဏိယရဏာနိသံဃာယရဏာနံကရံကရတိတရဏံခိပ္ပမေဝသမိစေတု
ဤကဲ့သို့စိတ်နာမဏိမန္နာပရိတ်ကိုသမာစိတ်မှာယုံမှ၍ဆုတ်ဖြားရသောဘုံရိပ်ကြောင့်သုံးချိန်နှစ်ပါးသောနတ်သားနတ်သမီးတို့၏အလယ်၌သုံးကလေးလျှောက်တမ်းမြသောတက်တန်းဖြင့်ဆံများတော်မူသောတရားမင်းသည်ဗရမများနေ၍ဗရမများမကိုက်ကိုဖြင့်ဆင်ញင်လျက်ဤမင်္ဂလာလက်ထပ်ခံအနိနာ၌ရှင်၍ကိုကာတွဲမှသဖြင့်ယာမန်ကွဲအမှန်တကယ်လေးဟိသည်ရေထိတိကြပမာတို့အနာမခလို့ဖြင့်ရက်တည်လွယ်အောင်နတ်ရေးစဉ်ပက်ဖြန့်တော်မူပါဘုတော်တရားအောင်စေရတုအောင်စေရတုအောင်စေရတုအောင်အပရဟရိဟရိပဋ္ဌပင်ကဇံတေပိတကံဟရိဟရိသမဟေတရောအဟေတရောယသံတရောနရသံတရောဝိရကနဇဟာသုရိတရာနဇတရာစေတာမုတိဘောဝမယောတေတရတရာအောင်နေကဇံကျူပံတုနေဇယမင်္ဂလာအလိုရှိအတောက်တအပေါ်အရာဝတ္ထုမှန်သမျှအစုစုတို့သည်လင်ညာစောလင်စွာပြည့်စုံခြင်းပြည့်စုံနိုင်ကြ၏ပေါင်းမြတ်သောအရာရာလုံးသောမင်္ဂလာပေါင်းတို့သည်လည်းမင်္ဂလာတို့သောမင်္ဂလာတို့သမီးတို့အပေါ်ပြည့်စုံဘုံလုံးတည်ရှိကြပါစေကုန်သတည်းအောင်စေယတုတ္တဗမင်္ဂလာအောင်အခါရမြဆက်ကပတ်နှင့်နက္ခအစွမ်းဝိသိက်တော်ခန်းနှင့်နတ်ပန်းမြေသားတတိညာကိုရေညာပုံတုစေယတုနှင့်သုံးစုပဋ္ဌနာအောင်ကြောင်းဖြာလျက်အောင်အတိတ်နှင့်အောင်နမိတ်သောအောင်ဝိသိက်တော်ရေစဉ်လောက်တော်မူလိုက်ပါတော့မယ်မင်္ဂလာတို့သာမင်္ဂလာတို့သမီးတို့၏အနာဂတ်ဘဝများသည်ဤမင်္ဂလာရည်စင်တော်ကဲ့သို့အေးမြကြည်လင်တတ်စေခြင်းသာဝရမကွဲမပြားတရားဤတည်ရှိစေခြင်းသာဝရမေတ္တာပြေလွတ်မသွားနိုင်ကြခြင်းအများတတော်ဝါတို့မိခိုအားထားရာဖြစ်သောဘဝမန္တန်ကြီးများကိုပင်တည်ဆောက်နိုင်ကြရ၏လောကီလောကုတ္တရာအထောက်အထိပ်သောအောင်မြင်ခြင်းအရာကိုလည်းရရှိပိုင်ဆိုင်ဒီလက်ထက်ထိန်းများခြင်းဒီမျိုးဟာတင့်တယ်ဆုံးအရင်ကြီးဆုံးအများဆုံးအတာလုံးဆုံးနဲ့ပညာရှိသူတော်ကောင်းတို့အနှစ်သက်ဆုံးဖြစ်သောဩဒပတ္ထကိတိအဘိဓိမင်္ဂလာတရားဖြစ်ပြီးပြီအတလာကေဆောင်ပြီးပါတော့သမီးငယ်လေးမှရင်မွန်ထွေးမင်္ဂလာလက်ထက်လက်ဆိုတလက်ကိုမင်္ဂလာစင်ပြည့်တဲ့တို့တေဆောင်ပေးပါတော့သမီးငယ်တော်တို့သမီးကလေးတို့ကိုဖြစ်အောင်မင်္ဂလာလက်ထက်လက်ဆိုများအောင်မင်္ဂလာစပယ်ပန်းကုန်များရှင်များပြည့်ပြည့်ရှိနေပေးကြပါတော့ကျေးဇူးဥပဒါယအထူးပင်ရှိပါလေအဲဒီနောက်မင်္ဂလာအောင်လက်ထက်လက်ဆိုများရှင်များပြည့်ပြည့်ရှိနေပေးပါတော့ဥသိမ်းတော်ထွန်းနေတော်အောင်မဆိုးလို့ဇနီးမောင်များအား၎င်းဒီကနေ့မင်္ဂလာပွဲကြီးမှာမင်္ဂလာလက်ခံပြီးဆောင်းပေါ်လာဖြင့်ဖြိုပြပေးပါတော့ဥဆုံးနိုင်ဓမ္မရင်းနဲ့အဖက်မှာကျေးဇူးဥပဒါရပြည့်စုံပါလေမင်္ဂလာဘုရားမင်္ဂလာဘုရားသမီးတို့ကိုဖြင့်မင်္ဂလာပတ္တတပုံများရိုက်ကူးပေးပါတော့ကိုအောင်ကျိုးကျေးဇူးတော်ဒီကိုများအားလုံးမင်္ဂလာဘုရားမင်္ဂလာဘုရားသမီးတို့ကိုသဖြင့်သိက္ခာအနှဖန်တီးပေးပါတော့ကျေးဇူးဥပဒါရပြည့်ရှိပါလေဒီနေ့မင်္ဂလာဝင်းကြီးကိုလိုက်ပဲကောင်းကောင်းဖြတ်ဖြတ်ကြွရောက်ချီးမြှင့်ပေးကြပါတော့ဘုံတည်ရှိဧည့်သည်တော်များနဲ့ဘုံတည်ရှိလူကြီးမင်းများနဲ့စတိများဘုံတည်ရှိဧည့်သည်တော်များဘုံတည်ရှိဆွေမျိုးမိတ်ဆွေများအပေါင်းတို့အားကျေးဇူးဥပဒါရပြည့်ရှိပါလေဒီနေ့မင်္ဂလာဝင်းကြီးမှာဖြင့်လုတ်ပင်ဆောင်ရွက်ပေးကြပါတော့မှာဖြင့်မင်္ဂလာတို့ကမင်္ဂလာတို့သမီးတွေတော့တစ်ဖက်သောအမိဖာတို့မှာတဲ့ခင်းတဲ့ခံကျုံးဝေးပါတော့မုံမြတ်သောစားတော်ဖွယ်ရာတို့ကိုဖြင့်မြင်ချက်စွာခင်မင်းရင်းနှီးစွာနဲ့တုံးဆောင်ကြပါလို့ပြောကြရင်လည်းမင်္ဂလာဗိတိခံသောတာပိဋိတိခံပါမယ်ဗိတိတော်ရေးစဉ်တွန်းလောင်းခြင်းတစ်ဖက်မဟာအောင်မြင်ပါပြီခင်ဗျာဗိတိတော်ရေးစဉ်တွန်းလောင်းခြင်းတစ်ဖက်မဟာအောင်မြင်ပါပြီဗိတိတော်ရေးစဉ်တွန်းလောင်းခြင်းတစ်ဖက်မဟာအောင်မြင်ပြီဖြစ်ပါ၍အပရိဒတ်တော်မင်းအပေါင်းတို့မှာဂုဏ်ပြုလက်ကုပ်ဩဘာတများဖြင့်တိတ်တိတင်ရှင်းပြပေးကြပါဦးခင်ဗျာ။ဘာနဲ့တည်းဒီလိုမျိုးလို့ပတ်ပေါ်နေတယ်နော်
တို့တမီမန်တန်ထူးပြည့်ထူးတို့ရဲ့မင်္ဂလာအခမ်းအနားကိုဂုဏ်ပြုတော်အားဖြင့်မင်္ဂလာပြည်များနဲ့အခမ်းပြီးတော့ဖြစ်ပါတယ်။ OK လား နည်းနည်းတိုးမယ်ခဏ ရတိုးလားတိုးလား နောက်ပေါ့နောက်ရပြီ ရတယ်တိုး OK ကြည့်မယ်အားလုံးရှေ့လို့ဒီဘက်လေးကိုဆက်ကြည့်လေးပါဦးခဏလေးပါခဏလေးပါ Okay ဘယ်ဝင်အောင်ပါအားကျနေပါနဲ့ မင်္ဂလာပြည်ချင်းများဒီစုပြီးမှုညီမလေးမတ်ရရော အမျိုးတွေပါလုံးနေရော ငိုတီးသွားပြီသူတို့လည်းငြိမ်သွားပြီ နော် ငြိမ်လို့မရတော့ ရလားဆက်နေလိုက်ပြီနော်โอเคဝေးတော့တစ်ချက်လောက်လာတာစနေလို့ပြန်ပြီးတော့ဆက်တာ
တို့သားပေါ်ပြည့်စုံတယ် ဟေးဟေး တို့သမီး အေး ဗတ်တန်ဖူပြည့်ထူရဲ့မင်္ဂလာအပ်ခံပွဲကို ကြောက်ကြောက် ဘုရားရှင်တဲ့ပုံပါဒီနေ့ရှင်မနောရဲ့ချစ်စီရဲ့တန်ဖိုးဆွေစီဒီနာစီဒီပါ โอเค